မွန်ပြည်နယ်ပေါင်မြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍လူငယ်စကားဝိုင်းကိုဩဂုတ်လ9ရက်နေ့နနက်10:00 နာရီကပေါင်မြို့နယ်အာထာကမုဒ္ဒမကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေ့ဦးစွာမြို့နယ်စာရေးဆရာအသင်းမှစာရေးဆရာဝန်သားမောင်မုဒ္ဒမကအဖွင့်အမှားစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်စာစိုးကလူငယ်များစာဖတ်ရှိမြင့်တင်ရေးဗလ9တန်းနှင့်ပြည်စုံသောလူငယ်များပေါ်ထွက်လာစေရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ပါကြောင်းထို့ပြင်ကျောင်းသားလူငယ်များစာဖတ်စွမ်းရည်များတိုးတက်လာပြီးအသင်အဖွဲ့များတွင်ပါဝင်လှုပ်ဆောင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များကိုရီကိုသွေးများနှင့်နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက်လူငယ်စကားဝိုင်းကိုကျင်းပရာပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်စာစိုးကအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီးအာထာကမုဒ္ဒမကျောင်းမှ Grade 11ကျောင်းသားမောင်ပြည့်စုံဦးကလူငယ်နှင့်စာဖတ်ခြင်းအလေ့အထအကောင်းစဉ်ဖြစ်၎င်း Grade 12ကျောင်းသားမောင်ပြည့်စုံအောင်ကကျောင်းသားလူငယ်နှင့်အနာဂတ်ရည်မှန်းချက်ပန်းတိုင်ကောင်းစဉ်ဖြစ်၎င်း Grade 9ကျောင်းသားမောင်တန့်တော်ထက်ကလူငယ်နှင့်ပညာရေးကောင်းစဉ်ဖြစ်၎င်း Grade 12ကျောင်းသူမတ်ခင်ရင်မင်းနိုင်ကလူငယ်နှင့်ခေါင်းဆောင်မှုစွမ်းရည်ကောင်းစဉ်ဖြစ်၎င်း Grade 12ကျောင်းသူမတ်ထုပြည့်စံကလူငယ် social media နဲ့ AI ကောင်းစဉ်ဖြစ်၎င်းအတီးတီးဆွေးနွေးခဲ့ကြပြီးကျောင်းသားကျောင်းသူများကလူငယ်စကားဝိုင်းတွင်ဆွေးနွေးခဲ့သည့်အကြောင်းအရာများပေါ်အခြေခံကမိမိတို့သိရှိလိုသည့်များကိုမေးမြန်းရာဦးစီးရရှိဒေါ်တင်စာစိုးကပြန်လည်ဖြေကြားပေးခဲ့ပြီးအာထာကမုဒ္ဒမကျောင်းမှာကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျောင်းသားကျောင်းသူများအသိပညာတိုးပွားရေးစာအုပ်စာပေများစာဖတ်ရှင်မြင့်တင်ရေးတို့နှင့်ပတ်သက်သည့်ဆောင်းပါးကဗျာကာတွန်းတိမှတ်ဖွယ်ရာများစသည့်နေရန်ကစာဆောင်များဓာတ်ပုံများကိုခင်ကျင်ပြသခဲ့ရာကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာကျေးဇူးလေ့လာခဲ့ကြပါတယ်။အဆိုပါလူငယ်စကားဝိုင်းတို့အာထာကမုဒ္ဒမကျောင်းမှဆရာဆရာမများအပါအဝင်ကျောင်းသားကျောင်းသူ150ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။လူငယ်စကားဝိုင်းတွင်ပါဝင်ခဲ့ကြသည့်ကျောင်းသားကျောင်းသူများ၏ယင်းစကားတန်းကိုလည်းယခုလိုပဲကြားသိခဲ့ရပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခြေခံပညာအထက်တန်းကျောင်းအာထာကမုဒ္ဒမရဲ့ Grade 12 ခန်းမှာပညာသင်ကြားနေတဲ့ကျွန်တော်မောင်ပြီးဆောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ကျင်းပတဲ့လူငယ်စကားဝိုင်းဆိုတဲ့ခေါင်းစဉ်အောက်မှာကျောင်းသားလူငယ်နဲ့အနာဂတ်ရည်မှန်းချက်ပန်းနိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါင်းစည်းသွားတာဖြစ်ပါတယ်အခုတော့အခြေခံပညာကျောင်းတွေကလူငယ်စကားဝိုင်းကိုကျင်းပခြင်းအားဖြင့်ကျောင်းသားလူငယ်တွေရဲ့ပေးပေါ်နိုင်စံရောင်ရည်မှုရှိတဲ့နဲ့ပေးပေါ်နိုင်တဲ့ကိုပုံပြပါစီပါတယ်ခုနေတို့ကျောင်းသားလူငယ်တွေအားလုံးကိုအချိန်လေးမှာမူတတရေစောင့်နေတာပေးစွမ်းနိုင်တဲ့အတွက်ကြောင့်နိုင်ငံအတွက်အကျိုးရှိတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်တယ်လို့လည်းယုံကြည်ပါတယ်။နောက်နှစ်တွေမှာလည်းကျွန်တော်တို့ရဲ့အာထာကမုဒ္ဒမကျောင်းမှာအခုလိုလူငယ်စကားဝိုင်းတွေကိုထပ်မံကျင်းပနိုင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့အခြေခံပညာထက်တန်းကျောင်းအာထာကမုဒ္ဒမ Grade 12 A မှာပညာသင်ကြားနေတဲ့မခင်ဝင်နေဖြစ်ပါတယ်ရှင်။ဒီကနေ့ကျင်းပပြုလုပ်တဲ့လူငယ်စကားဝိုင်းမှာလူငယ်နဲ့ခေါင်းဆောင်မှုဆွဲရေးဆိုတဲ့အကြောင်းအရာကိုပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ရှင်။ဒီလိုမျိုးလူငယ်စကားဝိုင်းတွေအခြေခံပညာကျောင်းတွေမှာကျင်းပပြုလုပ်ပြီးတဲ့အတွက်ကြောင့်မို့ကျမတို့ကျောင်းသားလူငယ်တွေကြားထဲမှာအသိပညာတွေပြန်လည်မျှဝေနိုင်ပြီးတော့ကျမတို့ရဲ့ကျောင်းသားလူငယ်တွေရဲ့အပြောစွမ်းရည်တွေခုယုံကြည်မှုတွေလည်းတိုးမြင့်စေနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့နောက်နှစ်တွေမှာလည်းပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကနေပြီးတော့ဒီခုလိုမျိုးလူငယ်စကားဝိုင်းတွေကိုပူးပေါင်းကျင်းပပြီးလို့အတွက်လည်းမျှော်လင့်ပါတယ်ရှင်။ဒီသတင်းကိုပေါင်မြင့်နယ်ရုံးကပေးပို့ထားပါတယ်ရှင်။